နာမည်သိခါကြအောင်လုပ်နေတဲ့အမျိုးသမီးတယောက်ကိုတတိပေးလာခဲ့တဲ့ရွှေထူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Sally Fish ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရွှေထူကတစ်ချိန်လုံးကအခြေကိစ္စနဲ့ပတ်သက်ပြီးတော့ပြဿနာတွေတက်ကြတဲ့ရ social media ကိုလည်းသိပြီးတော့မသုံးမဲနဲ့နေနေတာဖြစ်ပါတယ်မီဒီယာဆိုလဲရှောင်ပြီးတော့ဘာပြဿနာမှမရှိအောင်အေးအေးချမ်းချမ်းနေခဲ့ရပါဒါပေမဲ့သူကအေးအေးဆေးဆေးနေပေမဲ့လည်းသူ့ကိုစီးကြော်လာတဲ့အမျိုးသမီးတယောက်ကြောင့်လက်ရှိမှာစိတ်ရှုပ်နေရတာဖြစ်ပါတယ်ဒီမခံနိုင်တော့တဲ့သူ့နာမည်ကိုအလွဲသုံးစားလုပ်ပြီးတော့လှုပ်ရှားနေတဲ့အတွက်သူ့အကောင့်မှာပုံနဲ့တကွတင်ပြီးတော့ပွဲဖြစ်နေရပါပွဲဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့မျိုးသမီးတူကသူ့နာမည်ကိုအသုံးချပြီးတော့ငွေတွေလိမ်စားနေကြတာဖြစ်ပါတယ်ရွှေထူးတို့ကဖျော်ဖြေပွဲတစ်ခုဖျော်ဖြေမယ်ဆိုရင်ကိုယ်တိုင်မစီစဉ်ရပဲဂျားရပွဲစီစဉ်သူမန်နေဂျာတွေစီကနေတဆင့်ဆက်သွယ်ကြရတာပါမန်နေဂျာတွေကပဲပွဲတွေကိုစီစဉ်ပေးသလိုအစအစရရလုပ်ပေးတာဖြစ်ပါတယ်ဒါကြောင့်မို့ပွဲအပ်ချင်တဲ့ပွဲရှင်တွေနဲ့ဘားတွေဆိုရင်လည်းမန်နေဂျာကိုရှာပြီးတော့တဆင့်ဆက်သွယ်ရတာပါရွှေထူးကလည်းပွဲအပ်လက်ခံတာကိုကိုယ်တိုင်လက်မခံပဲမန်နေဂျာကနေတဆင့်သာစီစဉ်ခိုင်းတာဖြစ်ပါတယ်ဒါကြောင့်မို့အမျိုးသမီးတဦးကရွှေထူးရဲ့မန်နေဂျာပါဆိုပြီးတော့ပွဲရှင်နေနဲ့ပွဲတွေလက်ခံခဲ့တာပါရွှေထူးကအလုပ်ပိုင်ခွင့်အားလုံးကိုပေးထားတာပါဆိုပြီးတော့တာချီလိတ်ကဘာတစ်ခုမှဖျော်ဖြေဖို့ပွဲလက်ခံခဲ့ပါတယ်ငွေအားလုံးကိုလည်းသူမဘက်ကသာယူခဲ့တာပါတကယ်တမ်းပွဲဖျော်ဖြေမဲ့နေ့မှာရွှေထူးကရောက်မလာတာမို့ဘားကိုဆက်သွယ်မှသာရွှေထူးကပွဲကိုတောင်မသိရပဲဖြစ်နေပါတယ်အမျိုးသမီးကဂျားရကနေမန်နေဂျာဆိုပြီးတော့ငွေတွေကိုလိမ်ယူသွားတာပါပွဲနေ့မှာရွှေထူးကရောက်မလာတာကြောင့်ပရိသတ်တီစီကနေလည်းမျက်နှာပြက်ရပါတယ်ရွှေထူးအတွက်နာမည်ပါထိခိုက်စေတာပါပထမဆုံးတစ်ချိန်မို့ရွှေထူးကခွင့်လွှတ်လိုက်ပါတယ်ဒါကိုခွင့်ကောင်းယူပြီးတော့အမျိုးသမီးကနောက်ထပ်တစ်ချိန်တက်ချီလိမ့်မျိုးကဘာတစ်ခုမှရွှေထူးနာမည်နဲ့ပွဲလက်ခံခဲ့တာဖြစ်ပါတယ်ဒုတိယအချိန်နာမည်ကိုအလွဲသုံးစားထပ်လုပ်တာမို့ရွှေထူးကသီးမခံနိုင်တော့ပါဘူးဒါကြောင့်မို့လေသူ့အကောင့်မှာဖုန်းနံပါတ်နဲ့တကွတင်လိုက်တာပါအခုလိုမျိုးနာမည်အလွဲသုံးစားလုပ်တာကရွှေထူးအတွက်ငွေမပါသွားဘူးဆိုပေမဲ့နာမည်ထိပါတယ်ဒါအပြင်တစ်ဖက်ကပွဲရှင်တွေဖြစ်တဲ့ဘားတွေကငွေတွေပါသွားတာကြောင့်ရွှေထူးကစိတ်မကောင်းဖြစ်နေတာပါအခုလိုလိန်နေတဲ့အမျိုးသမီးကရွှေထူးတယောက်တည်းစီရပဲမဟုတ်ပဲတခြားအဆိုတော်တွေစီရလည်းအခုလိုပဲလိန်နေရလို့သိရပါတယ်ခံလိုက်ရတဲ့အဆိုတော်တွေလည်းများနေပြီဖြစ်တာကြောင့်ရွှေထူးကအခုလိုမျိုးအသိပေးလာခဲ့ရလဲဖြစ်ပါတယ်ဒါပေမဲ့ရွှေထူးကရိုင်းရိုင်းဆိုင်ဆိုင်မပြောဘဲနဲ့နောက်မလုပ်ပါနဲ့တော့အမကြီးဒီလို post တင်နေဆိုတာကလည်းနောက်ပိုင်းကျွန်တော်ကိုရှိုးငားခြင်းတဲ့လုပ်ငန်းရှင်တွေအတွက်သတိပေးချင်တာပါဆိုပြီးတော့ရွှေထူးကရေးလာခဲ့ရဖြစ်ပါတယ်ဒါအပြင်လိန်သွားတဲ့အမျိုးသမီးအပေါ်စာနာတဲ့အနေနဲ့မျက်နှာကိုလည်းမဖော်ပြထားပါဘူးရွှေထူးကရွှေမုံရတီနဲ့လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာဘဝကိုအေးအေးဆေးဆေးသာဖြတ်သန်းနေတာပါရွှေမုံရတီကိုချစ်ရတာမဝတာကြောင့်အချိန်ပြည့်ချစ်နေရတာနဲ့တင်အချိန်နေကုန်နေတတ်တာဖြစ်ပါတယ်ဒါအပြင်အရင်တော့နဲ့မတူတော့ပဲအရန်ကိုတည်ငြိမ်သွားတာဖြစ်ပါတယ်ပွဲရှင်နေနဲ့ဒိုင်ယာမဆက်သွယ်တဲ့အတွက်အခုလိုပြဿနာတွေဖြစ်လာခဲ့တာပါနာမည်သိခါကြအောင်လုပ်တဲ့သူကိုပြဿနာမရှာဘဲသဘောထားကြီးပေးတဲ့ရွှေထူးအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်